E minor နဲ့စရပေါ့ E minor ရယ် A minor ရယ် B minor ရယ်E minor A minor B minor ဆိုတော့ကျွန်တော်နားထောင်ကြည့်ရတော့ G key လို့ကျွန်တော်ထင်တယ်ဗျ G key ဆိုတော့ကျွန်တော်ပြဝဲတဲ့နံပါတ်2 position ပုံစံမျိုးနဲ့တီးမှာပေါ့ဒီနံပါတ်10ကွက်မြောက်မှာ B ပုံစံမျိုးကင်လိုက်တာ G ဖြစ်တယ်ပေါ့ G ကင်လိုက်ပြီဆိုရင်လက်ညိုး5ကျိုးပေါ့ဒီကောင်က G ရဲ့ဒိုပေါ့ဒိုလက်သန်းမှာထားလိုက်ပြီနော်ဒို1 2 3 4 5 6 9 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157
တချင်းက6ကနေစတာဆိုတော့1 2 3 4 5 6 3ကျိုးနံပါတ်6ကွက်ပေါ့နံပါတ်6ကွက်မှာ3ကျိုးအကောင်က G ရဲ့6ပေါ့ဒီကောင်ကနေစမယ်3ကျိုးမှာနံပါတ်6ကွက်ကနေစမယ် down up down တီးလိုက်တော့3ကပေါ့ပြီးရင်